အားလုံးပဲမင်္ဂလာပါနိုင်ပါရှင်နိုင်ရဲ့ဒီဇိုင်းတစ်လေးကိုကြိုက်ကြရလားရှင်ဒီနေ့တော့နိုင်အီကိုလှလှလေးပြင်ထားတယ်နော်ဒီနေ့နိုင်အီအားလုံးနဲ့တွေ့ပြီးတော့စကားလေးနည်းနည်းပြောချင်လို့ပါနော်ဒီနေ့နိုင်ရအားလုံးကိုကျေးဇူးတင်စကားပြောချင်တာပါနိုင်ကို comment တွေမှာအများကြီးမှန်ပြီးတော့အားပေးထားတဲ့လူတွေနောက်ပြီးတော့ချစ်ခင်ပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်တယ်အားလုံးကိုအကောင်းဆုံးတွေပဲချပြချင်လို့တေချာလေးအချိန်ယူပြီးဖန်တီးရပါတယ်။အဲ့ဒီအတွက်စောင့်ပေးကြတဲ့ဦးချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်။တကယ်တော့နိုင်ရဇက်လန်အရှိနောက်ပိုင်းကျရင်လာဖို့ရှိပါတယ်။အားလုံးကိုစောင့်မျှော်ပြီးတော့အားပေးကြပါအောင်လို့လည်းတောင်းဆိုချင်ပါတယ်ရှင်။နောက်တစ်ခုကတော့နိုင်အီကိုပြန်ပြီးတော့report တင်ချင်လို့ပါဆိုပြီးခွင့်တောင်းတဲ့သူတွေအားလုံးကိုလည်းခွင့်ပေးပါတယ်ရှင်တင်လို့ရပါတယ်နော်တကယ်ကိုကြိုက်တယ်ဆိုတဲ့အကြောင်းကိုကြားရတော့ဝမ်းသာပီတိဖြစ်ရပါတယ်နိုင်အီအတွက်အကောင်းဆုံးအားကြီးတွေပါပဲဒီနေရာကနေတဆင့်အားလုံးကိုချစ်တဲ့အကြောင်းလည်းပြောပြချင်ပါတယ်ရှင်နောက်ကိုလည်းဘလိုမျိုးလေးတွေဖန်တီးပေးစီခြင်းလဲဘလို character လေးတွေကိုသဘောကျလဲဆိုတာလေးကိုလည်းနိုင်အီကို comment လေးမှာမှန်သားပေးကြပါဦးနော်အားလုံးကိုရမ်းချစ်ပါတယ်ရှင်အားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်